လေးစားပဲစားနေတာပြီးရင်အိတ်တယ်တို့ကျွေးတိုင်းစားတယ်ကျွေးတိုင်းအကုန်ပြောင်းစားတယ်ပြီးရင်ပြက်အိတ်တယ်ပြီးထက်ကျွေးထက်စားတယ်စားတယ်အဲ့လိုအချိန်မျိုးစားနေတာဘဝမှာပျော်ရွှင်စရာဆိုလို့အခုလက်တလောမှာအစားတောက်ပဲရှိတယ်တရက်နိုးဝမ်ဘာနေ့လည်းဘာစားမလဲညဘာစားမလဲနောက်နေ့ဘာစားမလဲအဲ့လိုဘာစားမလဲစဉ်းစားရတယ်ပဲပျော်နေတာစားပါလေစားပါလေငါကိုတော့မတန်းနဲ့စားပါလေစားပါလေဘယ်တော့အောင်စားမယ်စားပါလေစားပါလေရန်ကောင်းနည်းနည်းပဲကြည့်လေစားကြည့်မလားချင်းမဲဆိုတော့ပဲရမင်းကျော်ကဲချင်းမိတ်ဆွေတို့စားပါအောင်ကျွန်တော်မိမလုပ်ပေးတယ်မြန်မာပဲခောက်ဆွဲပေါ့ကိုရီးယားလိုပဲပဲခောက်ဆွဲဒါပေမဲ့ကျွန်တော်မိမလုပ်ပေးတာပဲဒီခောက်ဆွဲမြန်မာပဲဒီခောက်ဆွဲပေါ့စားကြပါအောင်ချင်းမိတ်ဆွေတို့